ကဲအားလုံးပဲမင်္ဂလာပါဗျာငါတို့ဇာလော့ကတ်ထူလဲ3စာအုပ်ရဲ့အဖွင့်ပိုင်းဖြစ်တဲ့ဆရာဦးစံကျော်ထုံးစီပေးပို့တဲ့ ik ဖွင့်ပေးစာအကြောင်းကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်အမှန်တော့အရင်ကငါတို့ဇာလော့ကတ်ထူလဲအမှတ်2စာအုပ်ထွက်လာတော့ကဝေဖန်တန်တွေတော်တော်လေးညံနေတာဗျာတချို့ကလည်းပြောကြတယ်ဒါဟာရခိုင်နိုင်ငံရေးကိုပိုဆိုးအောင်လွတ်နေတာတဲ့ဖုံးဆက်ပြီးဆဲဆိုတာတွေတပ်ပြင်းတယ်လို့ချင်းလျှောက်တာတွေအထိစာရေးသူရခိုင်လက်မြင့်ကကြုံခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့စာရေးသူကတော့ခက်ပြက်ပြက်ပဲတုံ့ပြန်ခဲ့တယ်။အမှန်ကိုအမှန်တိုင်းမကြောက်ဝင့်မမြင်ဝင့်မသိဝင့်ပဲအမှန်တရားတွေဖုံးနေမယ်ဆိုရင်ငါတို့ရခိုင်ပြည်ဟာဘယ်တော့မှအလင်းရောင်ရလာမှာလဲတဲ့ဗျာ။ဒါဟာကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ဂုဏ်သိက္ခာအတွက်စဉ်းစားစရာအချက်ပါပဲ။နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကလက်ရှိရခိုင်နိုင်ငံရေးမှာအမြင်နှမျိုးအားပြိုင်နေတာပါပဲအချက်1ပေးထားချက်အရာနိုင်ငံရေးလုတ်တင်တယ်ဆိုတဲ့အယူအဆနဲ့အချက်2ရခိုင်ပြည်သူလိုအပ်ချက်အရာလုတ်ရမယ်ဆိုတဲ့အယူအဆပါဒီကြားထဲမှာပြည်သူတွေကဘသူဟာမိတ်ဆွေဘသူဟာရန်သူဆိုတာခွဲခြားဖို့ခက်ခဲနေကြတယ်လို့စာရေးသူကထောက်ပြထားပါတယ်နောက်ဆုံးအနေနဲ့စာအုပ်မျက်နှာဖုံးရဲ့အဓိပ္ပာယ်ကိုပြောပြခြင်းပါတယ်အမှတ်2မှာငါးများချိတ်မှာမိနေတဲ့ငါးလူတင်စားခဲ့ပေမဲ့အခုအမှတ်3မှာတော့အရက်ပလင်းတဲကိုရောက်သွားပြီးအရက်နဲ့ကျင်ကင်နေရတယ်လို့ခံစားရတယ်လို့ဆိုထားပါတယ်။ဒါဟာရခိုင်ပြည်ရဲ့လက်ရှိရင်ဆိုင်နေရတဲ့စိမ့်ချော်မှုတွေကိုအလွန်ထိရောက်တဲ့တင်စားချက်နဲ့ဖော်ပြလိုက်တာပါပဲ။အပိုင်း2ဒီအပိုင်းမှာတော့ရခိုင်လူမျိုးတွေရဲ့အမှားအသားဖြစ်တဲ့ Arakan ဆိုတဲ့ဝါဟာရအကြောင်းကိုပြောပြခြင်းပါတယ်။တမိုင်းတစ်လျှောက်မှာကမ္ဘာတမိုင်းပညာရှင်တွေနဲ့ရခိုင်သားတွေဟာရခိုင်ပြည်ကို Arakanရခိုင်လူမျိုးကို Arakanese လို့စဉ်းစားမပြတ်ဆွန်းဆွဲခဲ့ကြတာပါဒါပေမဲ့1988ခုနှစ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာထူးဆန်းတဲ့အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပါတယ်ဥပဒေနဲ့တရားဝင်ပိတ်ပင်တာမျိုးမဟုတ်ဘဲပါတီဗဟိုကညွှန်ကြားချက်နဲ့စာပေစစ်ဆေးရေးကနေအင်္ဂလိပ်လိုရေးသားတဲ့ Arakan ဆိုတဲ့စကားလုံးကိုရခိုင်လို့အသင်္ကထမ်းမှာပြောင်းလဲခိုင်းတာပါအဲ့ဒီနောက်1989ခုနှစ်နဝတအစိုးရလက်ထက်မှာတော့စကားရများပြောင်းလဲသတ်မှတ်တဲ့ဥပဒေကိုပြဋ္ဌာန်းပြီး Arakan ဆိုတဲ့ဝေါ်ဟာရကိုမြန်မာနိုင်ငံအတွင်းမှာတင်ကောပျောက်ကွယ်သွားအောင်လုပ်ခဲ့ပါတယ်။ဒါကိုရခိုင်တမျိုးသားလုံးကမနစ်သက်ခဲ့ကြပါဘူး။ဒါဟာဘာကြောင့်အရေးကြီးသလဲဆိုရင်ကျွန်တော်တို့စီမှာတရားဝင်သုံးစွဲခွင့်မရတော့တဲ့ရခိုင်အမျိုးသားပိုင် Arakan ဆိုတဲ့အသုံးနှုန်းကိုဘင်္ဂလီတွေကသူတို့ရဲ့ဝေါ်ဟာရအဖြစ်ကမ္ဘာမီဒီယာတွေမှာအခွင့်ကောင်းယူအသုံးချခွင့်ရသွားစေခဲ့လို့ပါပဲ။ Okay ဒါကတော့အမိတစ်ခုကိုဖျောက်ဖျက်ဖို့စ조사ခဲ့တဲ့အပိုင်း3ကျွန်တော်တို့အခုဆက်လက်ဆွေးနွေးသွားမှာကတော့ရခိုင်ပြည်ရဲ့ရင်နာစရာကောင်းတဲ့လူမှုရေးပြဿနာတွေအကြောင်းပဲဖြစ်ပါတယ်။စာရေးသူရခိုင်လမြင့်ကဒီစာအုပ်ရဲ့မျက်နှာဖုံးမှာရခိုင်ပြည်ကိုအရက်ပလင်းထဲရောက်နေပြီးအရက်နဲ့ကျင်ကင်နေရတယ်လို့ငါလို့တင်စားကြပါတယ်။ဒါဟာဘာကိုဆိုလိုတာလဲဆိုရင်ကျွန်တော်တို့လူမျိုးတွေဟာအရက်တန်းကြောင့်ကထေးဟင်းနဲ့ပြက်စီးစုပ်ယုံနေတာကိုမီးမောင်းထိုးလိုက်တာပါပဲ။အချက်လက်တွေအရရခိုင်ပြည်နယ်အတွင်းမှာလူတက်မှုအရေးအတွက်ဟာနှစ်စဉ်အစမတက်မြင်တားနေတာကိုတွေ့ရပါတယ်။ဒီရာဇမှုတွေရဲ့နောက်ွယ်မှာအတိကတရခန်ကတော့ထိန်းချုပ်မှုမရှိတဲ့အရက်ပြဿနာပါပဲ။ယခုရခိုင်ပြည်အစိုးရနဲ့အရက်ပြဿနာဆိုတဲ့အခန်းမှာဒီအခြေအနေတွေကိုအသေးစိတ်ထောက်ပြထားပါတယ်။အစိုးဆုံးကတော့အရက်ဆိုင်တွေပိတ်သိမ်းပေးဖို့အတွက်ရခိုင်အမျိုးသမီးတွေကိုယ်တိုင်လမ်းပေါ်ထွက်တောင်းဆိုနေကြရသည့်အထိပါပဲ။ဒါဟာကျွန်တော်တို့လူအဖွဲ့အစည်းအတွက်တကယ်ကိုအချက်ပေးကောင်းတောင်းတစ်ခုပါပဲလူမျိုးတစ်မျိုးရဲ့အနာဂတ်ဟာအရက်ပလင်းထဲမှာနေမုန်းနေမယ်ဆိုရင်ငါတို့ဇာလုကတ်ဖို့လေဆိုတာကိုအားလုံးဝိုင်းဝန်းစဉ်းစားကြဖို့လိုအပ်နေပါပြီအပိုင်း၄ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမှာကတော့ရခိုင်နိုင်ငံရေးမှာဩဇာအရှိဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ဒေါက်တာအေးမောင်နဲ့စာရေးသူတို့ရဲ့တွေ့ဆုံမှုအကြောင်းပဲဖြစ်ပါတယ်စာအုပ်ထဲမှာဒေါက်တာအေးမောင်နဲ့တွေ့ဆုံမှုဆိုတဲ့အခန်းဟာအင်မတန်မှဖတ်လို့ကောင်းတဲ့အပိုင်းတစ်ခုပါအဲ့ဒီအချိန်ကရခိုင်အမျိုးသားပါတီသို့မဟုတ် ANP ဟာအင်အားအကောင်းဆုံးအချိန်လည်းဖြစ်နေတာလေဒီတွေ့ဆုံမှုမှာဒေါက်တာအေးမောင်ကရခိုင်ပြည်ရဲ့အနာဂတ်အတွက်သူ့ရဲ့မူဝါဒတွေကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်အထူးသဖြင့်လွတ်တော်တွင်တိုက်ခွဲနဲ့လွတ်တော်ပြင်ပလှုပ်ရှားမှုတွေရဲ့အရေးပါပုံကိုသူကအလေးပေးဆွေးနွေးခဲ့တာပါဒါပေမဲ့စာရေးသူရခိုင်လမြင့်ကတော့နိုင်ငံသမားတွေရဲ့ကတိကဝတ်တွေနဲ့လက်တွေ့မြေချင်းမှာဖြစ်ပျက်နေတဲ့ကွာဟချက်တွေကိုမေးဝန်းထုတ်ခဲ့ပါတယ်ပါတီတွင်ညီညွတ်မှုဟာဘလောက်အရေးကြီးတယ်လဲ
ရခိုင်ပြည်သူတွေတကယ်လူချင်းတဲ့ကိုပိုင်ပထမ်းခွင့်ကိုဘလို့နီလန်းနဲ့သွားကြမှာလဲဆိုတာတွေကဒီအပိုင်းရဲ့အဓိကအချက်အချာတွေလည်းဖြစ်ပါတယ်။ Okay ရခိုင်နိုင်ငံရဲ့ဒီလိုအကွက်အကွတ်တွေဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။အပိုင်း9ကဲကျွန်တော်တို့အပိုင်း9ကိုရောက်ရှိလာပါပြီ။ဒီနေ့မှာတော့ရခိုင်လူထုရဲ့မျော်လင့်ချက်တွေကိုထမ်းပိုးထားတဲ့ရခိုင်အမျိုးသားပါတီဒုံမဟုတ် ANP ရဲ့နိုင်ငံရေးဗျူဟာတွေအကြောင်းကိုလေ့လာကြည့်ကြရအောင်ပါ။စာအုပ်ထဲမှာဖော်ပြထားတဲ့အတိုင်း ANP ဟာရခိုင်ပြည်သူတွေရဲ့တခဲတဲ့နဲ့ထောက်ခံမှုကိုရရှိခဲ့တာပါ။ဒါပေမဲ့အဲ့ဒီထောက်ခံမှုကိုအသုံးချပြီးဘလို့ရှေ့ဆက်မလဲဆိုတာကအဓိကမေးခွန်းဖြစ်လာပါတယ်။စာရေးသူကပါတီရဲ့ရှေ့လုပ်ငန်းစဉ်3ရပ်ကိုထောက်ပြထားပါတယ်။ပထမကတော့လွတ်တော်တွင်မှာရခိုင်အကျိုးစီးပွားအတွက်အဆိုပြုရာတွေတင်သွင်းတာဒုတိယကတော့ပြည်သူတွေနဲ့နီးနီးကပ်ကပ်ရှိပြီးမြေချင်းမှာလူမှုရေးပြဿနာတွေကိုဖြေရှင်းပေးဖို့ပါတတိယကတော့အရေးကြီးဆုံးဖြစ်တဲ့ကိုယ်ပိုင်ပထမ်းခွင့်စီကိုတွားမဲ့မူဝါဒပဲဖြစ်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ပါတီတွေအကွဲအပဲတွေနဲ့ဗယုံချုပ်ကင်မှုတွေကအဟံအတားဖြစ်နေတယ်လို့စာရေးသူကဝေဖန်ထားပါတယ်ပါတီခေါင်းဆောင်တွေအနေနဲ့ကိုကျိုးထက်အမျိုးအကျိုးစီးပွားကိုရှေ့တန်းတင်ဖို့စာအုပ်ထဲမှာတိုက်တွန်းထားတာကိုတွေ့ရပါတယ်။ Okay ANP ရဲ့ဒီလိုခတ်ခဲတဲ့ခရီးလမ်းမှာကျွန်တော်တို့ရခိုင်ပြည်ရဲ့အနာဂတ်နဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။ကဲကျွန်တော်တို့အခုအပိုင်း6ကိုရောက်ရှိလာပါပြီ။ဒီအပိုင်းကတော့လက်ရှိရခိုင်ပြည်ရဲ့အခြေအနေကိုအဆုံးဖြတ်ပေးနေတဲ့စစ်မဲ့ရေးရနဲ့ AA လို့ခေါ်တဲ့အာဏာခတတပ်တော်ရဲ့အခမ်းကဏ္ဍမိတ်ဖြစ်ပါတယ်။စာရေးသူကဒီစာအုပ်မှာရခိုင်ပြည်ရဲ့နိုင်ငံရေးဟာလွတ်တော်တွင်နီလန်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အခြေအနေကိုမိမောင်းထိုးပြထားပါတယ်။အထူးသဖြင့်2015ဝင်းကျင်ကစတင်ခဲ့တဲ့တိုက်ပွဲငယ်လေးတွေကနေဒီနေ့ဘလို့အခြေအနေကိုရောက်လာတယ်လဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။စာအုပ်ထဲမှာပါတဲ့ရခိုင်ပြည်တိုက်ပွဲသတင်းများအခန်းကိုကြည့်ရင်စစ်ကွဲရဲ့အနိဋ္ဌာယုံတွေကြောင့်ထွက်ပြေးနေရတဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့ဒုက္ခကိုမြင်တွေ့ရမှာပါ။ဒါပေမဲ့တစ်ဖက်မှာလည်းရခိုင်လူငယ်တွေကြားမှာမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ဖန်တီးခြင်းတဲ့စိတ်ဓာတ်တွေနိုးကြလာတာကိုစာရေးသူကထောက်ပြထားပါတယ်။ငါတို့ဇာလောက်ကတ်ဖို့လေဆိုတဲ့မေးခွန်းရဲ့အဖြေတစ်ခုဟာဒီလက်နက်ကိုင်တော်လန်ရေးအပေါ်မှာလည်းမူတည်နေတယ်လို့စာအုပ်ကတွယ်ဝိုက်ပြီးဆိုလိုနေသလိုပါပဲဒါဟာရခိုင်ပြည်ရဲ့အနာဂတ်အတွက်မျှော်လင့်ချက်လားဒါမှမဟုတ်ပိုမိုကြီးမားတဲ့စိန်ချုံမှုလားဆိုတာကိုကျွန်တော်တို့အသေးချစဉ်းစားကြရမှာပါအပိုင်းခုလက်ကဲကျွန်တော်တို့အပိုင်းခုနှစ်ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့နိုင်ငံတစ်ခုလူမျိုးတစ်ခုရဲ့အသက်သွေးကြောဖြစ်တဲ့ပညာရေးကဏ္ဍအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်စာအုပ်ထဲမှာစာရေးသူကရခိုင်ပြည်ရဲ့ပညာရေးအခြေအနေကိုအင်မတန်မှစိုးရိမ်တကြီးနဲ့ရေးသားထားပါတယ်။တိုက်ပွဲတွေစင်ရဲမွေးတင်မှုတွေနဲ့မတည်ငြိမ်မှုတွေကြားမှာကျွန်တော်တို့ရဲ့ရခိုင်လူငယ်လေးတွေဟာကျောင်းစာသင်ခန်းတွေနဲ့ဝေးကွာနေကြရပါတယ်ဗျာ။အထူးသဖြင့်နယ်ဘက်တွေမှာကျောင်းထွက်နှုန်းတွေတိုးလာတာအစစ်မြင့်ပညာရေးကိုဆက်လက်မသင်ကြားနိုင်တာတွေဟာနောက်အနှစ်23ဝေမှာကျွန်တော်တို့လူမျိုးတို့ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာပါလိမ့်မယ်။စာရေးသူကမေးခွန်းထုတ်ထားပါတယ်ငါတို့မှာသင်ရန်စားတာတွေရှိတယ်။မြေပေါ်မြေအောက်ယရနာတွေရှိတယ်။ဒါပေမဲ့အဲ့ဒီယရနာတွေဟာငါတို့ရခိုင်သားတွေရဲ့ပါဇက်ထဲကိုမရောက်ဘဲဘသူတွေရဲ့အိတ်ကက်ထဲကိုရောက်သွားတယ်လေတဲ့ဗျာ။အခုဆိုရင်ရခိုင်လူငယ်အတော်များများဟာပညာသင်ဖို့ထက်အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာကြောင့်ပြည်ပကိုထွက်ခွာပြီးရတာအလုပ်ကိုလုပ်နေကြရပါတယ်။ဒါဟာ brain drain လို့ခေါ်တဲ့ဦးနှောက်ယိုစေမှုပြဿနာပါပဲ။ Okayပညာရေးဟာကျွန်တော်တို့ဇာလောက်ကတ်ဖို့လဲဆိုတဲ့မေးခွန်းအတွက်အဓိကအဖြေတစ်ခုပါနောက်ထပ်အပိုင်း9မှာတော့ရခိုင်ပြည်ရဲ့စီးပွားရေးနဲ့စီမံကိန်းကြီးတွေအပေါ်စာရေးသူရဲ့အမြင်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ကဲကျွန်တော်တို့အခုအပိုင်း10ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့ရခိုင်ပြည်ရဲ့စီးပွားရေးနဲ့တရားစာရတွေအပေါ်မှာစာရေးသူရခိုင်လွတ်မြင့်ရဲ့ထောက်ပြချက်တွေကိုလေ့လာကြည့်ကြရအောင်ပါစာအုပ်ထဲမှာပါတဲ့ကြောက်ဖြူအထူးစီးပွားရေးဇုံနဲ့ရွှေတဘာဝနာတောင်းတဲ့စီမံကိန်းတွေအကြောင်းဟာအင်ပတန်မှအရေးကြီးတဲ့အချက်လက်တွေဖြစ်ပါတယ်။ရခိုင်ပြည်ဟာတယန်ဇာရကြွာဝက်လာတယ်ဆိုတာအားလုံးသိကြပါတယ်။ဒါပေမဲ့ဘာကြောင့်မြန်မာနိုင်ငံမှာဒုတိယမြောက်အစင်းရဲဆုံးပြနယ်ဖြစ်နေရသလဲ။စာရေးသူကခက်ပြက်ပြက်ပင်ဆိုထားပါတယ်။ငါတို့မြေပေါ်မြေအောက်ကထွက်တဲ့ရတနာတွေဟာငါတို့ရခိုင်သားတွေရဲ့ပါဇက်ထဲကိုမရောက်ဘဲဘသူတွေရဲ့အိတ်ကက်ထဲကိုရောက်သွားတယ်လေတဲ့ဗျာ။အခုဆိုရင်ရခိုင်လူငယ်တွေကြားမှာမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ဖန်တီးခြင်းတဲ့စိတ်ဓာတ်တွေနိုးကြလာတာကိုစာရေးသူကထောက်ပြထားပါတယ်။နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေဝင်လာပေမဲ့ဒေသခံတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းကတော့လက်ညှိုးထိုးစရာတော့မရှိသလောက်ပါပဲ။
လေယာမီတင်စီခံရမှုတွေနဲ့ရေလောက်ရာတွေရဲ့လောက်ကင်စားတောက်ခွင့် area တွေကျင်းမြောင်းလာတာဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ဘေးထွက်ဆိုးရုံတွေဖြစ်နေပါတယ်။ Okay ဇာလောက်ကတ်ထိုလဲဆိုတဲ့မေခွန်းမှာဒီစီးပွားရေးခေါင်ပုံချက်နေမှုတွေကနေဘလို့ရုံးထွက်မလဲဆိုတာနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။တယန်ဇာရာခွဲဝေခံစား권သို့မဟုတ် resource sharing ဟာကျွန်တော်တို့ရဲ့အဓိကတိုက်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်။ကဲကျွန်တော်တို့အပိုင်းကိုရောက်ရှိလာပါပြီ။ဒီနေ့မှာတော့ရခိုင်လူမျိုးလူရဲ့အသက်ဝိညာဉ်လို့ဆိုနိုင်တဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ရောင်မောင်းနဲ့ရခိုင်ပြည်ဆိုတာဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ရှေးအောင်ယဉ်ကျေးမှုနယ်မြေတစ်ခုပါအထူးသဖြင့်ရောင်မောင်းနဲ့ဆိုတာဟာကျွန်တော်တို့ရခိုင်သားတွေရဲ့ဂုဏ်ယူစရာတမိုင်းမှန်တိုင်းတစ်ခုဖြစ်တယ်လို့ကမ္ဘာကပါအတိအမဲ့ပြုရမယ်အမွေအနှစ်လည်းဖြစ်ပါတယ်ဒါပေမဲ့စာရေးသူကဒီစာအုပ်မှာစိုးရိမ်တကြီးနဲ့ထောက်ပြထားတာရှိပါတယ်နာတို့ရဲ့ရှေးရောင်အမွေအနှစ်တွေဟာစစ်မှတ်ဘေးတွေထိန်းသိမ်းဆောင်ရှောက်မှုအားနည်းချက်တွေကြောင့်ပျက်စီးယိုယွင်းနေပြီလားဆိုတဲ့မေးခွန်းပါပဲရောင်မောင်းနဲ့ဆိုတဲ့ဟာရခိုင်လူမျိုးတွေအတွက်နိုင်ငံရေးထက်ပေါင်းပိုမိုအရေးပါတဲ့အရာတစ်ခုပါဒါကြောင့်လဲနိုင်ငံသမားတွေကဘာသာရေးကိုခုတုံးလို့ပြီးအတုံးချတာမျိုးတွေမရှိအောင်လို့ပြည်သူတွေကသတိထားဖို့လိုအပ်တယ်လို့စာရေးသူကဆိုထားပါတယ်ရောင်မောင်းတွေကိုထိမ့်သိမ်းသွားမှာကကျွန်တော်တို့ရဲ့ဝိသေသတွေကိုမပြောက်ပြက်အောင်ထိမ့်သိမ်းဖို့ဆိုတာလဲအဓိကအဖြစ်တစ်ခုပါပဲကဲအပိုင်း10ကတော့ဒီလောက်ပါပဲနောက်အပိုင်းဆက်တခြားမှာတော့အမျိုးရပြဿနာတွေနဲ့ကျွန်တော်တို့ရဲ့ကံကြမ္မာကိုဖန်တီးနိုင်ပြီးတော့တင်ဆက်ပေးသွားပါတော့မယ်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ကဲကျွန်တော်တို့အခုအပိုင်း30ကိုရောက်ရှိလာပါပြီဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အားလုံးအတွက်စိတ်မကောင်းစရာလည်းဖြစ်တယ်လို့သင်ခန်းစာယူစရာလည်းအပြည့်ရှိရဲ့လူမျိုးရပြဿနာတွေအကြောင်းပဲဖြစ်ပါတယ်စာရေးသူက2012မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရဆိုးတွေကိုပြန်ပြောင်းကြည့်ရဲဒါဟာရခိုင်ပြည်ရဲ့လူမှုစီးပွားရေးကိုဘလောက်ထိနောက်ပြန်ဆွဲသွားသလဲဆိုတာကိုအသေးစိတ်ထောက်ပြထားပါတယ်ပြဿနာတွေကြောင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်လာတာနိုင်ငံတကာရဲ့ဖိအားတွေဝင်လာတာဟာကျွန်တော်တို့ရဲ့နိုင်ငံရေးတိုက်ပွဲကိုပိုမိုခက်ခဲစေခဲ့ပါတယ်စာရေးသူကမေခွန်းထုတ်ထားပါတယ်ဒီပြဿနာတွေဟာတကယ်ပဲကျွန်တော်တို့အောက်ခြေပြည်သူတွေရဲ့စန္ဒလားဒါမှမဟုတ်တဆောင်းယောက်ကဖန်တီးခဲ့တာလားတဲ့ဗျာဒါကြောင့်မို့လို့ဇာလုတ်ကတ်ဖို့လဲဆိုတဲ့မေခွန်းမှာငင်းချမ်းစွာအတူရင်တွေနေထိုင်ရေးဆိုတာလေပါဝင်ကြပါမယ်ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ဂုံတိုက်ခါကိုထိမ့်သိမ်းရင်ဘယ်လိုနီးလန်းနဲ့ဒီပြဿနာကိုဖြေရှင်းမလဲဆိုတာဟာအသိပညာရှင်အတတ်ပညာရှင်တွေဝိုင်းဝန်းစဉ်းစားရမယ်အချက်ကပဲပြဿနာတွေဟာဖြတ်စည်းဖို့လွယ်ပေမဲ့ပြန်လည်တည်ဆောက်ဖို့ကတော့ဆယ်စုပေါင်းများစွာကြာနိုင်ပါတယ်။ Okay အပိုင်း30ကတော့ဒီလောက်ပါပဲ ကဲကျွန်တော်တို့အပိုင်းဆက်တွေကိုရောက်ရှိလာပါပြီဒီနေ့မှာတော့ကျွန်တော်တို့လူမျိုးရဲ့အနာဂတ်လို့ဆိုနိုင်တဲ့ရခိုင်လူငယ်လူရဲ့အခန်းကဏ္ဍအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်စာရေးသူရခိုင်လွတ်မင်ကဒီစာအုပ်မှာလူငယ်တွေကိုအထူးတလဲတိုက်တွန်းထားတာရှိပါတယ်အရင်ကနိုင်ငံရေးဆိုတာလူကြီးတွေပဲလုပ်ရမယ့်အရာလို့ယူဆခဲ့ကြပေမဲ့အခုခေတ်မှာတော့ရခိုင်လူငယ်တွေဟာကိုယ်ကံကြမ္မာကိုဖန်တီးဖို့အတွက်ရှေ့တန်းကနေတက်တက်ကြွကြွပါဝင်လာကြပြီဖြစ်ပါတယ်ဒါပေမဲ့စာရေးသူကတတိပေးထားတာလေးတစ်ခုရှိတယ်ဗျစိတ်တက်ကြွရုံနဲ့မလုံလောက်ဘူးအသိပညာနဲ့အတတ်ပညာလည်းပြည့်စုံမှုလိုအပ်တယ်တဲ့ခေတ်စစ်နိုင်ငံရေးတိုက်ပွဲမှာလက်နက်ထက်ပညာကပိုပြီးအရေးပါလာတာကိုလူငယ်တွေသဘောပေါက်ဖို့လိုတယ်လို့ဆိုထားပါတယ်ဇလုကတ်ဖူလဲဆိုတဲ့မိကွန်းအတွက်အရေးကြီးဆုံးအဖြေကတော့လူငယ်တွေဟာနိုင်ငံရေးဗဟုသုတတွေမကပဲစီးပွားရေးနီးပညာနဲ့စီမံခန့်ခွဲမှုပညာရပ်တွေကိုပါကျွမ်းကျင်အောင်လေ့လာထားကြဖို့ပါပဲမျိုးဆက်ဟောင်းတွေရဲ့အတွေ့အကြုံနဲ့မျိုးဆက်သစ်တွေရဲ့စွမ်းအိမ်ပေါင်းစပ်နိုင်မှာဒါကျွန်တော်တို့မျိုးလင်းတဲ့အနာဂတ်ရခိုင်ပြည်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Okay လူငယ်တွေရဲ့အားမှန်တို့အကြောင်းပြီးတဲ့နောက်မှာတော့နောက်ထပ်အပိုင်းဆက်တွေမှာရခိုင်ပြည်ရဲ့စာပေနဲ့အမှုပညာဟာအမျိုးသားရေးတိုက်ပွဲမှာဘလို့အခန်းကဏ္ဍကပါဝင်နေတယ်လဲဆိုတာကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုသဘောကျရင်တငယ်ချင်းတွေကိုပါ share ပေးလိုက်ပါအောင်နော်။အပိုင်း7ကဲကျွန်တော်တို့အပိုင်း7ကိုရောက်ရှိလာပါပြီ။ဒီနေ့မှာတော့နိုင်ငံရေးနဲ့စစ်ရေးတွေအပြင်ကျွန်တော်တို့လူမျိုးရဲ့နှလုံးသားကိုကင်လွတ်နိုင်တဲ့စာပေနဲ့အမှုပညာအခန်းကဏ္ဍကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။စာရေးသူကစောင်းထင်မှာရခိုင်စာပေနဲ့ကြပြားတွေဟာရခိုင်ပြည်သူတွေရဲ့ဘဝကိုဘယ်လောက်ထိထင်ဟပ်စေတယ်လဲဆိုတာအလေးပေးရေးသားထားပါတယ်။ကြပြားတစ်ပုဒ်တချင်းတစ်ပုဒ်ဟာလူ1000ကိုစူးစီးနိုင်တဲ့စွမ်းအားရှိတယ်လို့ဆိုနိုင်ပါတယ်ဗျ။အထူးသဖြင့်ရခိုင်သမိုင်းကြောင်းကိုအခြေခံတဲ့စာပေတွေကတဆင့်လူငယ်တွေကြားမှာမိမိတို့ရဲ့အမွေအနှစ်ကိုတန်ဖိုးထားတတ်တဲ့စိတ်ဓာတ်တွေနှိုးကြားလာတာကိုတွေ့ရပါတယ်။စာရေးသူကဆိုထားပါတယ်။စာပေဟာလူမျိုးရဲ့အသက်
အနုပညာဟာလူမျိုးရဲ့ဝိညာဉ်နဲ့ဗျဇလုတ်ကပ်ဖို့လဲဆိုတဲ့မိကွန်းအတွက်အနုပညာရှင်တွေရဲ့အတာမွန်ဟာပြည်သူတွေရဲ့အတန်ကိုကဘာကိုတိအောင်ဖော်ပြပေးဖို့ပါတယ်ခေတ်စစ်ရခိုင်ကဗျာတွေနဲ့ဂီတတွေဟာရုံးကန်လွတ်ရှားနေရတဲ့ရခိုင်သားတွေအတွက်ခွန်အားတွေဖြစ်စေခဲ့ပါတယ်ကိုပိုင်ဟန်ကိုပိုင်စားပေတွေကိုမပြောက်ပြတ်အောင်ထိမ့်သိမ်းယုံနဲ့မကပဲခေတ်နဲ့အညီဘလို့မြင်သိမ်းသွားကြမလဲဆိုတာဟာလည်းအရေးကြီးတဲ့တိုက်ပွဲတစ်ခုပါပဲโอเคအနုပညာရဲ့အင်အားတွေအကြောင်းပြီးတဲ့နောက်မှာတော့အပိုင်း73ကဲကျွန်တော်တို့အပိုင်း73ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့ရခိုင်ပြည်ရဲ့အနာဂတ်အတွက်အရေးကြီးလာတဲ့တဘာဝပတ်ဝန်းကျင်နဲ့တယံဇာရထိမ့်သိမ်းရေးအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်စာအုပ်ထဲမှာစာရေးသူကရခိုင်ပြည်ရဲ့တဘာဝအလော့တရားတွေနဲ့တယံဇာရတွေဟာစနစ်မရှိတဲ့ထုတ်ယူသုံးဆွဲမှုတို့ကြောင့်ဘလောက်ထိပျက်စီးနေပြီလဲဆိုတာကိုမိမောင်းထိုးပြထားပါတယ်အထူးသဖြင့်ရခိုင်ယူမဘော်ကတောတောင်တွေပြုံးတီးလာဒီရေတောတွေပျက်စီးလာတာဟာဒေတာခင်တီသူတွေအတွက်တဘာဝဘေးအန္တရာယ်တွေကိုပိုမိုရင်ဆိုင်ရစေပါတယ်ရာသီဥတုဖောက်ပြန်မှုတွေကြောင့်လေယာစိုက်ပျိုးရေးနဲ့ရေလုံငန်းတွေမှာလည်းထိခိုက်မှုတွေအကြီးအကျယ်ကြုံနေရတာပါဗျငါတို့ဇလုတ်ကတ်ထိုလဲဆိုတဲ့မိကွန်းအထဲမှာငါတို့ရဲ့မြေတုရေတုနဲ့လေတုကိုဘယ်လိုကာကွယ်မလဲဆိုတာလဲအဓိကအဖြေတစ်ခုပါပဲတယံဇာရတွေကိုထုတ်ယူနေကြပေမဲ့ဒေတာကန်တွေအတွက်ကပျက်စီးသွားတဲ့ပတ်ဝန်းကျင်ပဲကြံခဲ့တာဟာတကယ်ကိုရင်နာစရာကောင်းတဲ့အမှန်တရားပါပဲအနာဂတ်ရခိုင်ပြည်ကိုတည်ဆောက်တဲ့နေရာမှာပတ်ဝန်းကျင်နဲ့တဟာတိခေတ်တဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ sustainable development ကိုဘယ်လိုဖော်ဆောင်ကြမလဲဆိုတာကိုအားလုံးဝိုင်းဝန်းစဉ်းစားရမယ့်အချိန်ရောက်နေပါပြီအပိုင်း14ကဲကျွန်တော်တို့အပိုင်း14ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့လူတရုတ်ရဲ့အသက်ရှင်သန်ရေးအတွက်အခြေခံအကျဆုံးဖြစ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့လူမှုဖူလုံရေးအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ရဲ့ကျန်းမာရေးကဏ္ဍဟာဘယ်လောက်ထိနှင်းကျနေတယ်လဲဆိုတာကိုခိုင်ခိုင်လုံလုံထောက်ပြထားပါတယ်မြို့ပေါ်ကဆွေးရုံတွေမှာတော့ဆရာဝန်နဲ့တူနာဖြူအင်အားမပြည့်စုံတာအထူးခုဆရာဝန်တွေရှော့ပါတာဟာလူနာတွေအတွက်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေတယ်လို့ပါပဲဗျအထူးသဖြင့်နေဘက်တွေမှာဆိုရင်ကျန်းမာရေးစောင့်ရှောက်မှုဆိုတာအလှမ်းဝေးလွန်းလာပါတယ်လမ်းပန်းဆက်သွယ်ရေးခက်ခဲအားကြောင့်ဆေးရုံကိုအချိန်မီမရောက်နိုင်ပဲအသက်ဆုံးရှုံးနေရတဲ့မိခင်နဲ့ကလေးတွေဘယ်လောက်တောင်များနေပြီလဲ analytical တို့ငါတို့ဇလုတ်ကတ်ထိုလဲဆိုတဲ့မိခွန်းထဲမှာနိုင်ငံရေးစစ်ရေးတွေအပြင်ပြည်သူတွေရဲ့ကျန်းမာရေးကိုဘယ်လိုမြင့်တင်မလဲဆိုတာကလည်းအဓိကအဖြေတစ်ခုပါပဲတယံဇာရတွေကရတဲ့ငွေတွေကိုကျန်းမာရေးကဏ္ဍမှာထိရောက်ရောက်ယင်းနှီးမြုပ်နှံဖို့လိုအပ်နေတာကိုစာရေးသူကတိုက်တွန်းထားပါတယ်ကျန်းမာတဲ့လူမျိုးမှသာကျွန်တော်တို့မျှော်လင့်တဲ့အနာဂတ်ကိုတီးဆောက်နိုင်မှာပါအပိုင်း15ကဲကျွန်တော်တို့အပိုင်း15ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့ရခိုင်ပြည်ရဲ့ကြောစဉ်လို့ဆိုနိုင်တဲ့စိုက်ပျိုးရေးနဲ့လယ်သမားတွေရဲ့ဘဝအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် grounded တို့ရခိုင်ပြည်ဆိုတာတချင်ကအရှိဖွားရဲ့စပားကြီးလို့တင်ကြရတဲ့အထိစိုက်ပျိုးရေးထွန်းခန့်ခဲ့တဲ့မြေပါဗျဒါပေမဲ့အခုချိန်မှာတော့စာရေးသူကစပားကြီးပေါ်မှာငတ်နေရတဲ့ဘဝတွေအကြောင်းကိုရင်နာစရာကောင်းလောက်အောင်ထောက်ပြထားပါတယ်စာအုပ်ထဲမှာပါတဲ့လယ်သမားဘဝနဲ့စိန်ခေါ်ချက်တွေဆိုတဲ့အခန်းကိုကြည့်ရင်စိုက်ပျိုးစရိတ်ကြီးမားတာအစိုးရရဲ့ကူညီပံ့ပိုးမှုအားနည်းတာတွေကြောင့်လယ်သမားတွေဟာအကျွေးတန်တရားထဲမှာနှိမ့်မိုးနေကြရပါတယ်အဆိုးဆုံးကတော့စီမံကိန်းအမျိုးမျိုးကြောင့်မျိုးဆက်ပေါင်းများစွာလုတ်ကင်လာတဲ့လေယာမြေတွေတင်းစီးခံရတာပါပဲဗျကွန်ဆန်တုံးငါတို့ဇလုတ်ကတ်ထိုလဲဆိုတဲ့မိခွန်းထဲမှာလယ်သမားတွေရဲ့အခွင့်အရေးကိုဘယ်လိုကာကွယ်မလဲခက်မီစိုက်ပျိုးရေးနည်းစနစ်တွေကိုဘယ်လိုဖော်ဆောင်မလဲဆိုတာတွေကအဓိကအဖြေတွေဖြစ်ပါတယ် grounded တုံးလယ်သမားတွေလက်ထက်မှာလယ်မြေမရှိတော့ရင်ကျွန်တော်တို့လူမျိုးရဲ့စားနပ်ဖြာလုံခြုံမှုဟာလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါလိမ့်မယ်ကဲကျွန်တော်တို့အပိုင်း16ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့ data တစ်ခုဖွင့်ပြဖို့အတွက်အသက်သွေးကြောဖြစ်တဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်ဟာတောင်ကုန်းတောင်တန်းတွေပေါ်များသလိုမြစ်ချောင်းအင်းအိုင်တွေလည်းအရန်ကိုရှုပ်ထွေးလာပါတယ်စာရေးသူကဒီစာအုပ်မှာရခိုင်ပြည်ရဲ့လမ်းပန်းဆက်သွယ်ရေးဟာအခြားပြည်နယ်တွေနဲ့ရှင်းရင်ဘလောက်ထိနောက်ကျကြံနေတယ်လဲဆိုတာနှိုင်းယှဉ်ပြထားပါတယ်အထူးသဖြင့်ရေလန်းခီကိုအဓိကအားထားနေရတဲ့နယ်ဘက်တွေမှာမိုးရာသီဆိုရင်တွာလာရေးဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေသလိုပါပဲဗျာလှိုက်ကြီးလေထာနဲ့ကြားကကူတန်းနေရတဲ့ဆက်လေတွေကုန်ကြစရိတ်ကြီးမားတဲ့တေယူပို့ဆောင်ရေးကြောင့်ဒေတာထွက်ကုန်တွေဟာဈေးကွက်ထဲကိုအချိန်မီမရောက်နိုင်တော့ပါဘူးငါတို့ဇာလုတ်ကတ်ဖို့လဲဆိုတဲ့မေးခွန်းထဲမှာလမ်းမဖောက်နိုင်တဲ့ရွာတွေတပားမရှိတဲ့မြေကူးနေရာတွေကိုဘယ်လိုပြုပြင်ကြမလဲဆိုတာကလည်းကြီးမားတဲ့စိမ့်ချောင်မှုပါပဲ
လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်သရွေ့ပညာရေးကျန်းမာရေးနဲ့စီးပွားရေးဟာလည်းတိုးတက်လာဖို့ခက်ခဲနေအောင်မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့အပိုင်း18ကိုရောက်ရှိလာပါပြီ။ဒီနေ့မှာတော့ရခိုင်ပြည်ရဲ့အကြီးမားဆုံးဝီရိုဒီတစ်ခုဖြစ်တဲ့စွမ်းအင်နဲ့လျှက်စစ်မီပြဿနာအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ဟာမြန်မာနိုင်ငံအတွက်လိုအပ်တဲ့တဘာဝဓာတ်ငွေတွေကိုအဓိကထုတ်လုပ်ပေးနေတဲ့ပြည်နယ်တစ်ခုပါ။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ရခိုင်ပြည်ဟာမြန်မာနိုင်ငံမှာလျှက်စစ်မီရရှိမှုအ ਨੇ ဆုံးပြည်နယ်တစ်ခုဖြစ်နေသေးပါပဲဗျာ။စာရေးသူရခိုင်လမင့်ကဒီစာအုပ်မှာထိမိထောက်ပြထားပါတယ်။ငါတို့မြေအောက်ကထွက်တဲ့တက်ငွေတွေကတရုတ်ပြည်အထိလင်းစေခဲ့ပြီမဲ့ငါတို့ရခိုင်သားတွေကတော့ဖယန်းတိုင်မီနဲ့မှောင်နေတုံးပဲတဲ့။မြို့ပေါ်မှာတောင်လျှက်စစ်မီကပုံမှန်မရဈေးနှုန်းကလည်းအခြားပြည်နယ်တွေထက်ပိုကြီးနေတာဟာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အသေးစားကုန်ထုတ်လုပ်သူတွေအတွက်ကြီးမားတဲ့အဟန့်တားဖြစ်မိပါတယ်။လျှက်စစ်မီမရှိဘဲနဲ့စက်မှုလုပ်ငန်းတွေဘလို့တိုးတက်မလဲပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေကဘလို့ရှေ့ဆက်မလဲငါတို့ဇာလုတ်ကတ်ထုံလဲဆိုတဲ့မိခွန်းထဲပါစွမ်းအင်ခွဲဝေခန်းစားခြင်းဆိုတာဟာအဓိကတိုက်ပွဲဝင်ရမယ့်အချက်တစ်ခုဖြစ်လာလိမ့်မယ်ဗျကဲကျွန်တော်တို့အပိုင်း18ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့ရခိုင်ပြည်ရဲ့အဖိုးတန်လာတဲ့ပင်လယ်ပြင်နဲ့အဲ့ဒီပင်လယ်ကိုအမိပြုနေရတဲ့ရေလုံတောင်းနေရဲ့ဘဝအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ရခိုင်ကန်တွဲတန်ဟာမိုင်မောင်းရနဲ့ချီရှည်လေအားတဲ့ရေတရန်တို့အလုံးကရေးဝဲတဲ့ဒေတာတစ်ခုပါဒါပေမဲ့စာရေးသူကဒီစာအုပ်မှာရခိုင်ရေလိုသားတွေဟာကိုယ်ပင်လယ်ထဲမှာကိုယ်တိုင်ငါးဖမ်းခွင့်မရတော့တဲ့အခြေအနေကိုအမြင်တမ်းမှရင်နာစရာကောင်းအောင်ထုတ်ပြထားပါတယ်စီမံကိန်းမှတ်နေရာတွေတတ်မှတ်လိုက်တာနိုင်ငံခြားငါးဖမ်းတင်ပေါ်ကြီးတွေကနီးပညာအသာစီးနဲ့ငါးတွေကိုအကုန်စင်ဖမ်းယူသွားတာတွေကြောင့်ကျမတို့ရခိုင်ရေလိုသားငယ်တွေမှာဖမ်းစရာငါးမရှိတော့ပဲငတ်မှုနဲ့ရင်ဆိုင်နေကြရပါတယ်ငါတို့ဇာလုတ်ကတ်ဖို့လဲဆိုတဲ့မေကိုနဲ့မှာကျမတို့ရဲ့ရေပိုင်နက်ကိုဘလို့ကာကွယ်မလဲဒေတာခင်ရေလုံသားငွေရဲ့အခွင့်အရေးကိုဥပဒေအရဘလို့ကာကွယ်ပေးမလဲဆိုတာကအဓိကအဖြစ်ထည့်ပါလိမ့်မယ်ပင်လယ်ပြင်ဟာရခိုင်သားတွေအတွက်ထမင်းအိုးပါပဲအဲ့ဒီထမင်းအိုးကိုသူ့တပားကလူယူသွားတာကိုကျမတို့ငင်ကြည့်နေလို့မရတော့ပါဘူးကဲကျွန်တော်တို့အပိုင်း16ကိုရောက်ရှိလာပါပြီဒီနေ့မှာတော့ရခိုင်ပြည်ရဲ့အနာဂတ်အတွက်တကယ့်ကိုရင်နာစရာကောင်းတဲ့အလုတ်အကင်ရှားပါမှုနဲ့ပြေပထွက်ခွာခြင်းပြဿနာအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်လိုလွင်မထိန်စင်တဲ့တန်လွင်တဲ့အကြည့်ရခိုင်ပြည်မှာတရားတစက်တွေဘလောက်ရှိစက်ယုံအလုတ်ယုံတွေမရှိတာစီးပွားရေးအခွင့်အလမ်းတွေပိတ်ဆို့နေတာကြောင့်ကျမတို့ရဲ့အလုတ်လုံနိုင်တဲ့လူငယ်ထုကြီးဟာကိုယ့်ရဲ့ကိုယ့်ရွာမှာမနေနိုင်ပဲတိုင်းတစ်ပါးမှာချွန်းခံဖို့ထွက်ခွာနေကြရပါတယ်စာရေးသူကတိစာအုပ်မှာလူတုစိတ်သုံးသွားတဲ့ရွာတွေအကြောင်းကိုကွက်ကွင်းဖော်ပြထားပါတယ်ရွာထဲမှာလူငယ်ဆိုလို့တယောက်မှမရှိတော့ပဲတကြီးရွယ်တွေနဲ့ကလေးတွေပဲခြံခဲ့တဲ့မြင်ကွင်းဟာဘလောက်တောင်ကြေကွဲကိုကောင်းလိုက်တယ်လေဗျာအသက်ဆွန်ပြီးပင်လေလမ်းကြောင်းကနေထော်ခွာချသူတွေတရားမဝင်လမ်းကြောင်းတွေကနေတွားရင်လူကုန်ချခံတွားသူတွေရဲ့ဘဝဟာနောက်အနှစ်20မှာကျမတို့လူမျိုးကကြီးမားတဲ့လူသားအရင်မြစ်ဆုံးရှုံးမှု brain drain and brown drain ပါပဲဗျာငါတို့ဇာလုတ်ကတ်ဖို့လဲဆိုတဲ့မေခွန်းထဲမှာကိုမြေကိုရွေမှာပဲလူငယ်တွေအလုတ်ကန်ရရှိအောင်ဘလို့ဖန်တီးကြမလဲဒေတာရင်းစီးပွားရေးကိုဘလို့မြင့်တင်မလဲဆိုတာကအဓိကအကျဲဆုံးအထီးတစ်ခုဖြစ်ပါလိမ့်မယ်လူငယ်တွေဟာလူမျိုးတစ်မျိုးရဲ့အသက်သွေးကြောပါအဲ့ဒီသွေးကြောတွေတိုင်းတစ်ပါးမှာပဲစီးဆင်းနေမယ်ဆိုရင်ကျမတို့အမိမြေဟာဘလို့မှရှင်တန်နိုင်မှာမဟုတ်ပါဘူးကဲကျမတို့ရဲ့ငါတို့ဇာလုတ်ကတ်ထူလဲ3စာအုပ်ဆွေးနွေးခန်းဟာနောက်ဆုံးအပိုင်း20ကိုရောက်ရှိလာခဲ့ပါပြီအပိုင်း1ကနေ20အထိကျွန်တော်တို့ဟာရခိုင်ပြည်ရဲ့နိုင်ငံရေးစစ်ရေးစီးပွားရေးနဲ့လူမှုရေးပြည်ထနာပေါင်းစုံကိုပွင့်ပွင့်လင်းလင်းခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်အခုတော့စာရေးသူရခိုင်လမြင့်ပေးခြင်းတဲ့ message တစ်ခုကိုအနှစ်ချုပ်ကြည့်လိုက်ရအောင်ပါငါတို့ဇာလုတ်ကတ်ဖို့လဲဆိုတဲ့မိကုန်းရဲ့အဖြစ်ဟာတဦးတယောက်တည်းပါတီတစ်ခုတည်းသို့မဟုတ်လက်နက်ကိုင်အဖွဲ့တစ်ခုတည်းမှာပဲရှိနေတာမဟုတ်ပါဘူးအဖြစ်ဟာကျမတို့ရခိုင်သားတဦးချင်းစီတိုင်းရဲ့တာဝန်ယူမှုနဲ့စီးလုံးမှုပေါ်မှာပဲမူတည်နေပါတယ်အတိတ်ကအမှားတွေကိုသင်ခန်းစာယူရပါမယ်လူမျိုးရေးဘာသာရေးအစွမ်းရောက်မှုတွေထက်အသိပညာအတတ်ပညာနဲ့ယဉ်နဲ့အမျိုးသားရေးကိုရှေ့လန်းသင်ရပါမယ်ကျမတို့မှာရှိတဲ့ဒယန်တစ်ဆက်တွေကိုကိုလူမျိုးအတွက်အကျိုးရှိအောင်စီမံခန့်ခွဲနိုင်တဲ့ပညာတတ်မျိုးဆက်နှစ်တွေကိုအမြန်ဆုံးတည်ဆောက်ကြရမှာဖြစ်ပါတယ်
စာရေးသူကညီကုန်းချုပ်အနေနဲ့မျောလင့်ချက်တစ်ခုကိုပေးထားပါတယ်ငါတို့တွေအချင်းချင်းလက်ချင်းကျိတ်ထားသည်၍ငါတို့မျောလင့်တဲ့ကိုပိုင်ပရထန်းကွယ်နဲ့တာယာဝဘော်နဲ့ရခိုင်ပြည်ဟာလက်တကမ်းမှာပဲရှိနေပါတယ်တဲ့ဗျာမိဘပြည်သူညီကိုမောင်နှမတို့ခမညာဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက်ဒီဗီဒီယိုတွေကိုကြည့်ပြီးတဲ့နောက်ငါတို့ဇာလုတ်ကတ်ဖို့လဲဆိုတဲ့မေခွန်းကိုပြန်မေးကြည့်ကြအောင်ပေါ့ကျွန်တော်တို့ရဲ့ဒီ series လေးကိုအဆုံးထိနားထောင်ခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရခိုင်ပြည်ကြီးနဲ့ရခိုင်လူမျိုးအားလုံးအေးချမ်းသာယာပြီးအမြင့်ဆုံးဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ